Hi ဒီဗီဒီယိုလေးကကြတော့ဒီအခုနိုဝင်ဘာလပေါ့နော်နိုဝင်ဘာလမှာကိုအဓိကကြုံတွေ့ရမယ့်ဟာဘာလဲဆိုတာကိုကြည့်ပေးထားတာပါအရင်တော့ဗီဒီယိုလေးနဲ့တူတူပါပဲဒီတစ်ခါတော့စာတန်းထိုးတာကိုတချို့ကတိတ်ပြီးတော့နားမလည်တဲ့အတွက်အတန်ဖိုင်နဲ့ပြောပေးတာပါဒီမှာဆိုလို့ရှိရင်ကတ်3ခုပြထားတယ်ဒီကတ်တွေ3ခုကဒီမှာဆိုလို့ရှိရင်ဒါကတ်1ဒီပုံလေးပေါ့နော်ဒီပုံလေးကိုကကြည့်ပြီးတော့မှတ်လို့လည်းရတယ်ဒါကတ်1စာနဲ့မှတ်မယ်ဆိုရင်တော့သူက treat or materials အဲ့တော့ဒါပုံလေးကိုကြည့်ပြီးတော့မှတ်လိုက်ရတယ်ခတ်1ဒါလေးကကြတော့ခတ်2ကကြတော့ဒီလိုပုံလေးအပင်လေးပေါ့နော်သူ့ကိုစာနဲ့မှတ်မယ်ဆိုလို့ရှိရင်10 of material လို့မှတ်လို့ရတယ်ဒါခတ်2ခတ်3လေးကကြတော့အရှိခတ်နဲ့မတူဘူးဒီလိုဒါဘယ်လိုလဲအတဲ့မဟုတ်တော့ဒီလိုအလဲလေးပေါ့နော်ဒီလိုပုံလေးကိုကြည့်ပြီးတော့မှတ်လို့လည်းရတယ်ဒီမှာခတ်3ခုပေးထားတယ်ဒီခတ်3ခုကခတ်3ခုကိုရောလိုက်ပါမယ်ဒီထဲကနေမှကတ်တစ်ကတ်ပဲရွေးမှာပါအဲ့ဒီရွေးတဲ့ကတ်ကကိုရွေးလိုက်တဲ့1 2 3နှုန်းကရွေးထားတဲ့ကတ်နဲ့တူမှသာလျှင်ဒီဗီဒီယိုကြည့်နေတဲ့သူကဒီခတ်နဲ့ energy ကိုက်မှာပါအဲ့လိုမဟုတ်ဘူးကိုရွေးတဲ့ကတ်နဲ့ဒီထဲမှာခီမီရွေးလိုက်တဲ့ကတ်နဲ့မတူဘူးဆိုရင် energy မကိုက်ပါဘူးအဲ့တော့ခတ်လေးတစ်ကတ်ရွေးလိုက်ပါမယ်ဒီထဲမှာခတ်3ကတ်ရှိတယ်အဲ့တော့စိတ်ထဲမှာပေါ့နော်ခတ်တစ်ကတ်ကိုတွေးလိုက်ပြီးတော့ရွေးစေခြင်းနဲ့ခေမီလည်းဘာကတ်ကြမလဲဆိုတော့မသိပါဘူးဒီကတ်လေးရွေးလိုက်ပါမယ်ကတ်ဘယ်လောက်ကြမလဲတင်းကတ်3အဲ့တော့ဒီအရှိရကတ်3ကတ်1 2 3မှာ3ကိုရွေးထားတဲ့သူကဒါ energy ကိုက်မှာပါအဲ့တော့ဒါ3ကိုရွေးထားတဲ့ဆိုရင်တင်းရဲ့နိုဝင်ဘာလမှာအဓိကဘာကြုံရမလဲဆိုတော့ငွေရေးကြေးရေးပေါ့နော်ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့နိုဝင်ဘာလထဲမှာငွေရေးကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေတာမျိုးတွေ့တယ်ကိုကငွေရေးကြေးအခက်အခဲဖြစ်နေတယ်ဆိုရင်ဒါကူညီမဲ့သူတွေရှိတယ်ကိုကပြီးတော့ဒီနိုဝင်ဘာလထဲမှာပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကို့မှာဘယ်လိုရှာဖွေရမလဲဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးအသစ်အကြံသစ်တွေဒီငွေကြေးနဲ့ပတ်သက်တဲ့ strong energy ရှိတယ်အဲ့ဒီအရာတွေမြင်ရတယ်ပေါ့နော်ပြီးတော့လုပ်ငန်းသစ်တစ်ခုစတင်တာမျိုးကို့အနေနဲ့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းသစ်တွေပေါ်လာတာမျိုးလှုပ်ဆောင်လို့ရတာမျိုးပြီးတော့ကြတော့ကိုကတခြားသူကိုထောက်ပံ့ပေးနိုင်တာမျိုးဥပမာနိုဝင်ဘာလထဲမှာကိုကအကြောင်းတစ်ခုကြောင့်အဆင်ပြေပြီးတော့တပားသူကိုကူညီပေးနိုင်တာမျိုးကိုကူညီတောင်းထားတဲ့လူတချို့ကိုကူညီပေးလိုက်နိုင်တာမျိုးအဲ့လိုမျိုးလေးမိုးပေးလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေလှုပ်တဲ့ကာလတစ်ခုလို့မြင်ပါတယ်အဲ့တော့ဒါလေးကကိုက3ရေးတယ်3 cut 3ကိုရွေးထားတယ်ဆိုရင်ဒါ energy ကိုက်ပါတယ် personal reading လေးတွေကိုစိတ်ဝင်စားလို့မြင်ချင်တယ်ဆိုရင် The Heart Tarot Page Messenger မှာလာပြီးတော့ booking လုပ်ရပါတယ်ကျေးဇူးတင်ပါတယ်